ဒီနေ့တော့ငါးမွေလေးချက်စားဖြစ်ပါတယ်စနာလေးတွေကျမပဲဟင်းပြပြလေးချက်ထားတော့သူနဲ့လိုက်တဲ့ငါးမွေလေးပေါ့နော်ငါးကကျမကအစင်သစ်ရတာတွင်းပြီးတော့ပြုတ်ပြီးတော့နှွာပြီးသွားပါပြီပြီးတော့စီတက်ဖို့ရန်တော့ကစက်သွန်ဖြူနေခြင်းနဲ့ငြိုသီးစိမ့်လေးကိုအစင်းလေးကြိတ်ထားပါတယ်ပေါ့နော်သူ့ရဲ့ဖြစ်မနေပါတဲ့အရာလေးကတော့ဇပလင်မှာပေါ့နော်ဒါပေမဲ့ကျမဇပလင်မရှိလို့မထည့်ခဲ့ပါဘူးရှင်ငါးမွေမှာစီကိုအရန်ကိုစုပ်တဲ့ကြောင့်မလို့စီမများလေးတော့ကျမသုံးမိခဲ့ပါတယ်စီပူလာတဲ့ချိန်မှာဒီကစင်းနေကြိတ်ထားတဲ့စက်သွန်ဖြူနေခြင်းကိုကျမထည့်လိုက်ပါတယ်ညီမလေးရဲ့ဟင်းချက်ကြီးအသက်ကတော့စီကိုနိုင်တက်ပေးရတာပဲဖြစ်ပါတယ်ရှင်စီကိုမှုေးနေအောင်ကျမဒီအယောင်လေးတွေရွှေဝါရောင်တန်းလာတော့မှစက်သွန်ဖြူနေကိုရွှေဝါရောင်တန်းလာတော့မှဇွန်လေးမုံနဲ့အယောင်သိမုံကိုကျမထည့်ပေးခဲ့ပါတယ်ငါးမွေဝေတဲ့အခါမှာအယောင်သိမုံလေးပိုကဲပြီးထည့်လို့ရှိရင်အယောင်ပိုလှလွတ်ကြမလို့စားကောင်းပါတယ်ရှင်ဘာဖြစ်လို့လဲဆိုတော့နှုတ်မို့ရှင်ငါးမွေကဖြူဘက်ဖြူရောဖြစ်နေတတ်ပါတယ်ရှင်အယောင်လေးဝဖြစ်သွားပြီဆိုလို့ရှိရင်တော့ကျမကအခုစနေမုံနဲ့အယောင်သိမုံကိုထည့်ပါမယ်ကျမတို့ရှိမှာငါးမွေများချက်ထားပြီဆိုလို့ရှိရင်နောက်ရက်ဒီမှာမွေးငါချက်လဲအဆင်ပြေတယ်မဟုတ်ဖက်တုတ်စားလို့ရှိရင်လည်းအလွန်မတန်အဆင်ပြေတဲ့အတွက်ကြောင့်မလို့ငါးမွေကိုတအိမ်လုံးဝကြိုက်ကြတယ်ရှင်ကျမတို့ပြီးတော့ငါးမွေမှာတချို့ကကျတော့6လေးကြိုက်တယ်ပေါ့နော်တချို့ကကျတော့စီလေးနဲ့ရွှွှဲလေးကြိုက်တယ်ရှင်ဒါကတော့ကိုယ်စိတ်ကြိုက်ပါနော်ကျမတို့ဒီတစ်ခေါက်မှာစီထက်တာများသွားတဲ့ကြောင့်မလို့ငါးမွေကနည်းနည်းလေးတော့ရွှှဲလေးဖြစ်သွားတယ်ရှင်တကယ်လို့မွေးငါလေးပါလေးများချက်မယ်ဆိုလို့ရှိရင်တော့ငါးမွေကို6နေအောင်ထားပြီးတော့ယူခဲ့တဲ့အခဲကနေမှာတင်ထားလို့ရပါတယ်နော်အခုလိုမျိုးငပြားကြီးထည့်ပြီးတော့တဲ့အချိန်မှာကျမတေးချာငပြားကြီးနေနေကမှုေးတက်လာတယ်ရှင်ကျမတေးချာမှုေးပြီးတော့ရှိရင်ကျမဒီငါးလေးတွေထည့်ပြီးတော့နေပေးခဲ့ပါတယ် black pepper လေးထည့်တယ်တကြားလေးကတော့ကျမထည့်ပြီးသားပါရှင်တကြားလေးထည့်ထားပါတယ်စပြီးတော့ငါးကိုထည့်ကြရငါးမွေရလေးအရန်စားလို့ကောင်းတာပဲကျမဒီတိုင်းသမင်းအောင်မလို့ပဲနဲ့ဆွမ်းနာဒီတိုင်းအောင်ထိုင်ချက်လက်ချက်ပြီးတော့ဒီတိုင်းအောင်ထိုင်စားလိုက်လို့ရှင်အဲ့လောက်တောင်ရတာအရင်ကောင်းလုံးနေရှင်မယုံလဲလို့စားကြည့်ပါနော်ညိုသီးစိမ့်လေးနဲ့တကြားနံလေးကဲပြီးတော့ချိုချိုဆက်ဆက်ကလေးငါးမွေလေးဟာအလုံးအမတန်မှကိုစားကျင်စပွဲဖြစ်နေပါပြီကဲစားကြပါအောင်